မဆောင်ပါဘူး ကျွန်တော်ဒီနေ့ကတော့ပြီးသွားပြီလို့ကျွန်တော်လေးပါတယ်ဘယ်တော့မှလည်းဆိုတော့ကျွန်တော်မှတ်ပုံတင်နဲ့ဒီတော့သူရရှိပြီးတော့ပတ်ဖို့ရုံပတ်ဖို့တော့ပြင်ပါတယ်အားလုံးမင်္ဂလာပါ ဆုတောင်းရှင် ကျွန်တော်တော့ချီချင်းမဲ့တော့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပတ်သက်ကုန်တတ်တာလို့ပါဒီကြနိုင်ငံမှာပတ်သက်ကုန်တတ်တာချင်းတော့လမ်းလျှောက်ပတ်စကားစီပတ်သက်ကုန်ကြများတာတော့ခရက်တနေ့တော့ချွေထားတာပေါ့โอเคဘိုင်ဘိုင် ကံမကောင်းရင်တော့ပြန်ဆောင်ကြအောင်ပါပေါ့ ဒီတော့ကျွန်တော်ရောက်ခဲ့တဲ့နေရာလေးကိုတရားနေတယ်အမေခဲ့တဲ့နေရာလေးလိုက်ရတာဖြစ်ပါတယ်မလေးရှားမှာရှိတာတော့ကုန်တိုက်ကြီးတစ်ခုဖြစ်ပါတယ် GS အခုတော့ကုန်တိုက်ကြီးများစွာရှိတဲ့နေရာမှာဒီကျွန်တော်ရောက်ခဲ့တဲ့ကုန်တိုက်မှာတော့ ကျွန်တော်တက်မယ် ဒီမျိုးစုံရှိပါတယ်လူတော့လည်းနေပါကျွန်တော်တော့ရှောက်နေတဲ့ဘောပေါ့ဟိုနိုင်ရှောက်ရက်အမျိုးပါတော့သွားတယ်ကတော့ပတ်ဖို့ရုံပတ်ဖို့တန်းတော့ထိုးရင်ကနေပြီးတော့လိုင်းကြုံပြောဝင်နေပါပါဒါထူးထူးဆန်းဆန်းဒါလေးရှိပါတယ်ပေါ့နော်ဒါတော့ဒီဒါလေးဖုန်းနဲ့ရောင်းနေဆိုင်မှာအဲ့မှာရှေ့ဆက်ချောက်သွားလိုက်ပါတယ်ကျွန်တော်နည်းနည်းထူးဆန်းတာလေးပါလေးများရှိမလားဆိုပြီးတော့ပတ်သွားနေတယ်ပတ်သွားတဲ့အကြောင်းရတော့ကျွန်တော်ပတ်ဆက်ထုတ်ကိုဗန်လိုက်ရှာရင်းကနေပတ်သွားတယ်ဖြစ်ပါတယ်မှာပတ်တဲ့နေရာလေးတွေကိုဗီဒီယိုရိုက်မှထားလဲပြန်မှကြပေးတတ်ပါတယ်ကိုမြောက်ဖွဲ့နေရရောက်တော့တပုံလေးရိုက်တာပြလေးရိုက်တာပါ location ကြည့်တဲ့လူတွေကတော့မတ်သုံးပြီးတော့ကြတော့ပြန်တဲ့နေရာကိုကြည့်လို့ရပါတယ်ဟိုရောက်တဲ့နေရာလေးတွေကတော့မမေတပုံရိုက်ရတယ်ရှိရပါဗျာအမျိုးတပုံရိုက်ပြီးတဲ့တော့ပါကျွန်တော်လိုက်ရှာရပေါ့ဗျာဘန်ကတဲ့မှာရှိပတ်သက်ထိုးပို့ဆိုကြတော့ဗန်လိုက်ရှာရတယ်အမှန်လို့ရွေးမှတက်နေပါတယ်ကောက်ပြီးတော့နော်ကျွန်တော်တော့မေးရသူပဲသူတွေညာစီတော့ကျွန်တော်တွေ့ကောက်ပြီးတယ်မသိပါတော့အားကြောင့်မလို့ကျွန်တော်သွားရလာတဲ့လမ်းမှာလေလမ်းပြောက်တာတွေလမ်းမှာတွေလို့ရှိရင်တည်ရလူတွေလေးမျိုးတွေကိုပို့ပြီးတော့ပြပါတယ်သဘောနဲ့အရင်ကောင်းကြပါတယ်သူတို့မသိတဲ့ရှိရင်နေလို့ရတယ်ခုံပြန်ပြပြီးတယ်အကုန်လုံးပါပဲကျွန်တော်နဲ့တွေ့တဲ့လူတွေကတော့အကုန်လုံးပို့ပေါင်းကြပါတယ်မသိရရင်လည်းနေလို့ရပါတယ် ဘာလို့လဲဆိုကျွန်တော် ကျွန်တော်လည်းသူများကိုတွေ့ပြီးဆိုရင်ကျွန်တော်လည်းခွင့်တက်တဲ့လူပြောက်ဆိုကြတော့ဒါကြီးတော့အခက်အခဲတော့မရှိဘူးပေါ့ဗျာကျွန်တော်တော့အထက်တောင်ချောက်သွားခဲ့ပါတယ်ဒီခုံတိုင်းကြီးမှာပြတက်မှာရှိရဆိုတော့သူကတော့သူ့ထန်တဲ့သူကစားကြအခါဝတ်တယ်ဝတ်တယ်အဲ့ electronic ခံမဆောင်ခံเป็นကြီးဒီညနေသူခွကြထားမလေးရှားမှာရှိတဲ့ရွှေညူဘုံမနမနေရာပေါ့ဗျာကျွန်တော်ကတော့မလေးရှား passport တက်တန်းခုံတာတက်တန်းတိုးခဲ့ပေါ့နော်ကျွန်တော်တိုးခဲ့သလိုခက်ခဲတွေရှိခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်လိုခက်ခဲမရှိသေးတဲ့အတွက် passport တက်တန်းတိုးမဲ့သူတွေအတွက်ခုနီးဖြစ်တဲ့ဗီဒီယိုလေးတစ်ခုချစ်မယ်လို့ကျွန်တော်ယုံကြည်ဖို့ကျွန်တော်လုပ်ပြီးတော့တင်ပေးလိုက်ပါတယ်ကိုယ်တိုင်ကြိုးတွေ့ခဲ့တဲ့အခက်အခဲတွေကတော့ပြုံးမပြတော့ဘူးဗျာအခုကတော့ကျွန်တော်ပြောချင်တဲ့အနေအထားလေးကဘာလို့အပ်မလဲဆိုတာလေးကိုပြောပြပါမယ်ပထမဆုံးအနေနဲ့ကတော့တန်ယုံကိုရက်ချင်းယူရပါမယ်ရက်ချင်းယူပြီးလို့ရှိရင်ရက်ချင်းကြပြီးဆိုတာနဲ့ရက်ချင်းမကြဘဲနဲ့တွားလို့ရှိရင်ဒီမှာတန်ကြီးတွေပါရှိရလို့ပြောပါတယ်ရတော့ရပါတယ်နည်းနည်းပါးပါတော့ပြောဆိုတာရှိအောင်ကျွန်တော်ကတော့ချက်ချင်းကြပြီးမှသွားတာဖြစ်တဲ့အတွက်ပြောဆိုတာတော့သိမရှိသေးဘူးနံပါတ်1နှစ်ပုံတင်မြင်ပြောတယ်နံပါတ်2အိမ်တော်ကြီးရှိရင်အိမ်တော်ရှိမယ်နံပါတ်3ပါမစ်ရှိရင်ပါမစ်မိတ်ကိုနှစ်ခုလိုမယ်တစ်ခုကစောင်းဖြစ်တယ်တစ်ခုကသူတို့ပေးပါနံပါတ်4မိသားစုဝင်တယောက်ရဲ့မိဘဖြစ်ဖြစ်ညီကောင်မောင်နှမဖြစ်ဖြစ်အဖပုံနေရှိတော့တစ်ခုကိုမိတ်ကိုဆွဲပြီးရောယူထားပါမယ်
ဒါလေးပြည့်စုံပြီဆိုတော့မလေးရှားတန်ယူကွာလာလမ်ပူမြို့မှာရှိတဲ့ immigration ကိုတွားပြီးတော့ passport တက်တန်းတိုးနိုင်ပါပြီဒီနေ့တွားရင်ဒီနေ့ရတဲ့အတွက်ကြောင့်မလို့စောစီတွားဖို့တော့လိုအပ်ပါတယ်နောက်ကျရင်တော့မှောင်တက်ပါတယ်နောက်ကျမှတွားရင်တော့တုံကင်ယူဖို့အချိန်နေပါပြီးအများကြီးပေးရပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှေ့တစ်ပိုင်းမှာကျန်နေခဲ့တဲ့ passport မိတ်တို့နှစ်ခုလိုရဲဆိုတာကျန်နေခဲ့ပါသေးတယ်အဲကြောင့်မလို့ passport မိတ်တို့နှစ်ခုရဒါကတော့ကျွန်တော်ပြန်လမ်းမှာပေါ့ညခီးရဲ့တာယာမှုတွေအတွက်မီးအောင်အလှပလေးတွေကိုရိုက်ကူးလာတာဖြစ်ပါတယ်ဒါကတော့ပြန်လမ်းလေးပါခင်ဗျာ passport တက်တန်းတိုးပြီးတော့ပြန်လမ်းမှာဒါ KN ထွက်ပေါ့ဗျာပြောရမယ်ဆိုတော့ကွာလာလမ်ပူမြို့ရဲ့မဟုတ်တကားပေါ့ထွက်ပြီးပြန်လာပါပြီဒီမှာကျွန်တော်ကတော့နောက်ကျမှရောက်တဲ့အတွက်ကြောင့်မလို့ပြန်လမ်းမှာမှောင်နေတာဖြစ်တဲ့အတွက်ဒီဂျီမန်တို့အနေနဲ့စောစီစီလေးသွားဖို့ရန်ကျွန်တော်အနေနဲ့ကြံပြုလိုပါတယ်ဟုတ်ကဲ့ကျေးဇူးပါ